မင်္ဂလာပါ C1 ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ကျွန်တော်တို့အသုံးပြုနေတဲ့ YouTube ပေါ်ကိုပထမဆုံးဗီဒီယိုစတင်ခဲ့တဲ့သူတစ်ယောက်အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးမစတင်ခင်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးပြုလုပ်ခဲ့ပြီးဖို့အတွက်တောင်းဆိုပါရစေအချိန်တွေကြာလာတာနဲ့အမျှလူတွေရဲ့နေထိုင်မှုပုံစံနဲ့အသုံးပြုမှုတွေကလည်းပြောင်းလဲလာခဲ့ပါတယ်အရင်ချိန်တွေကဆိုလူတွေကအားတဲ့အချိန်တွေမှာစာအုပ်တွေဗီဒီယိုစကားတွေအဲ့လိုမျိုးအရာတွေပေါ်ကိုအောင်စိုက်ကြပေမဲ့အချိန်တွေကြာလာတဲ့အခါမှာ Facebook, YouTube, TikTok စတဲ့ social media တွေပေါ်ကိုအောင်စိုက်လာခဲ့ကြပါတယ်။အဲ့လိုမျိုးကျွန်တော်တို့အသုံးပြုတဲ့ social media တွေတဲကမှ YouTube နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောပြသွားမှာဖြစ်ပါတယ်။ YouTube ဆိုတဲ့အရာကို2005ခုနှစ်ဖေဖော်ဝါရီလမှာလူ3ယောက်ကစတင်ပြီးတော့တည်ထောင်ခဲ့ပါတယ်။သူတို့တည်ထောင်ပြီးတော့တစ်နှစ်အကြာ2006ခုနှစ်နိုဝင်ဘာလမှာ YouTube platform တစ်ခုလုံးကို American dollar 1.65 billion ပေးပြီးတော့ Google ကဝယ်ယူခဲ့ပါတယ်။အဲ့ချိန်ကစပြီးတော့ YouTube ဆိုတဲ့အရာက Google ရဲ့လက်အောက်ခံကုမ္ပဏီတစ်ခုအနေနဲ့အခုချိန်ကြီးဆက်လက်တည်ရှိနေစေဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်အခုပြောပြခဲ့တဲ့ YouTube ပေါ်ကိုပထမဆုံးဗီဒီယိုစတင်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲ။သူကတော့အခြားသူမဟုတ်ပါဘူး။ YouTube ကိုတည်ထောင်ခဲ့တဲ့လူ3ယောက်ထဲကတစ်ယောက်ဖြစ်ပြီးတော့သူ့နာမည်ကတော့ Jabber Crane လို့ခေါ်ပါတယ်။သူ့ကို1989ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာဂျာမနီနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့မြို့တစ်မြို့ကနေဝေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူကဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ပြီးတော့မိခင်ဖြစ်သူကဂျာမနီသူမျိုးတစ်ယောက်ဖြစ်ပါတယ်။သူကဂျာမနီနိုင်ငံမှာမွေးခဲ့တာမှန်ပေမဲ့အခုလက်ရှိအမေရိကန်နိုင်ငံသားအဖြစ်ခံယူပြီးတော့ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်နေပါတယ်။ဂျာဘာဂရင်းက2005ခုနှစ်ဧပြီလ23ရက်နေ့မှာတလေးဆိုင်ရုံကိုတွားရင်းနဲ့စင်တွေရဲ့အကြောင်းကိုတင်ခဲ့ရဖြစ်ပါတယ်။သူတင်ခဲ့တဲ့ဗီဒီယိုရဲ့ကြာချိန်က19စက္ကန့်ပဲရှိပါတယ်။ဒါပေမဲ့အခုလက်ရှိနှစ်ပေါင်း20အတွင်းအဲ့ဒီဗီဒီယိုကိုကြည့်ရှုတဲ့လူဦးရေက356 million တိရှိပြီးတော့သူ့အကောင့်မှာလည်း subscriber 5.36 million တိရှိပါတယ်။အခုလက်ရှိသူ့ရဲ့ YouTube အကောင့်နာမည်ကိုလည်း Jabber လို့ပေးထားပြီးတော့တင်ထားတဲ့ဗီဒီယိုကလည်းတစ်ပုတ်ပဲရှိပါတယ်။အခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကကျွန်တော်တို့အသုံးပြုနေတဲ့ YouTube ပေါ်ကိုပထမဆုံးဗီဒီယိုစပြီးတော့တင်ခဲ့တဲ့ Jabber Crane ရဲ့အကြောင်းအရာကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လည်းအခုလိုဘူးသူရရတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးဖို့အတွက်တောင်းဆိုပါရစေ။